တချိန်ကဘူရာယုံတစ်ခုမှာဆယ်တာဆိုတဲ့ကောင်လေးတယောက်ကတိုင်လေးတစ်တိုင်ကိုမှီပြီးအင်အားမရှိတဲ့ပုံစံနဲ့ပါဇက်မှာတစ်ခုခုကိုတိုးညှက်တော့ရေရွတ်နေခဲ့ပါဘူရာယုံတွေကလူတွေကလည်းညစ်ပတ်နေတာပဲရွတ်မှုကောင်းလိုက်တာလို့သာပြောဆိုထွက်သွားကြပါတယ်အဲ့ဒီနောက်ဆယ်တာတိတ်ဆုံးသွားခဲ့ပါတယ်ဘူရာယုံဝန်ထမ်းတို့ကဆယ်တာစီကချိုးချင်တကြားလုံးဘူးလေးကိုတွေ့ခဲ့ပြီးတိတ်ဆုံးသူတို့ဘလောက်ထိတန်မိုးကြီးလို့အဲ့ဒီဘူးလေးကိုတင်ထားကြောင်းဝန်ထမ်းကတော့သိမနေခဲ့ပါဘူးအဲ့ဒီဘူးလေးကိုဘူရာယုံအပြင်ဘက်ကိုလှမ်းပစ်လိုက်ပြီးဘူးလေးတွေကနေအဖြူရောင်ပြမှုလေးထွက်လာတာဆက်စုကိုလို့ခေါ်တဲ့ကလေးမလေးတယောက်လာရောက်ကောက်ယူလိုက်ပါတယ်အဲ့ဒီနောက်ဆက်တာလဲဆက်စုကိုအနောက်ကနေပေါ်လာပြီးသူတို့နှစ်ယောက်အတူထွက်ခွာသွားခဲ့ကြပါတယ်ဆက်တာနဲ့ဆက်စုကိုတို့မောင်နှမနှစ်ယောက်ရဲ့အတိတ်အကြောင်းလေးကတော့ဒီလိုပါဂျပန်နိုင်ငံရဲ့ရွာလေးတရွာမှာဆက်တာနဲ့ဆက်စုကိုတို့မောင်နှမနှစ်ယောက်ဟာသူတို့ရဲ့မိခင်နဲ့အတူနေထိုင်ကြပါသူတို့ဖေကတော့ဂျပန်နိုင်ငံရေတပ်ကဖြစ်ပါတယ်တရက်မှာတော့ဆက်တာကကျင်းတစ်ခုကိုတူးပြီးသူတို့ပိုင်ဆိုင်တဲ့အရေးကြီးပစ္စည်းကိုကျင်းထဲကိုထည့်နေပါတယ်အဲ့ဒီချိန်မှာပဲလေကြောင်းအချက်ပြတဲ့တစ်ခုကိုကြားပြီးဆက်တာအမေကဘုံခုချင်းရှိရာကိုအရင်သွားနေမြင်ဖြစ်ကြောင်းနဲ့ဆက်တာတို့ကိုနောက်ကလိုက်လာဖို့မှာကြားလိုက်ပါတယ်ဆက်တာကတော့သူ့အမေဖြစ်သူကိုနှလုံးစိတ်ယူဖို့တတိပေးလိုက်ပါတယ်သူ့အမေထွက်သွားပြီးတဲ့နောက်မှာတော့လေရင်ကြီးရောက်လာပြီးဆက်တာလည်းမြင်မြန်ဆက်စုကိုလေးကိုကြောပေါ်တင်ပြီးပြေးထွက်လာခဲ့ပါတယ်ဒါပေမဲ့လေရင်ကြီးကရောက်နေပြီဖြစ်ပြီးဘုံနေလဲရွာပေါ်ကိုကျလာနေပါပြီအဲ့ဒီချိန်ဆက်စုကိုလေးကတော့အရန်ကြောက်နေခဲ့ပါတယ်ဒါပေမဲ့ကံကောင်းတော့တာကအားပြည့်တဲ့ဘုံတွေမဟုတ်ပဲတာမန်မီးလောင်ဘုံနေတာဖြစ်နေတယ်ပါတယ်။တိုးတော့ရွာထဲမှာရှိတဲ့အိမ်တွေကတော့မီးလောင်ဘုံများကြောင့်မီးတွေလောင်ကျွမ်းကုန်ပါတယ်။ဆက်တာလည်းဘေးလွတ်ရာကိုညီမလေးကိုခေါ်ပြီးပြေးပါတော့တယ်။အဲဒီနောက်သူတို့နှစ်ယောက်လုံးဘေးကင်းစွာလွတ်မြောက်သွားခဲ့ပြီးဆက်တာလည်းသူနေတဲ့နေရာကိုတစ်ခေါက်ပြန်သွားကြည့်တဲ့အခါမှာတော့မီးလောင်ထားတဲ့အိမ်တွေကိုသာတွေ့ခဲ့ရပါတယ်။အဲဒီနောက်ဆက်စုကိုခေါ်ပြီးသူတို့မိခင်နဲ့ဆုံမဲ့နေရာမှာစောင့်နေကြပါတယ်။အဲ့ဒီချိန်မှာပဲလူတယောက်ကဆေးကူတက်ဖွဲ့အကြောင်းထဲမှာရောက်နေတယ်ဟုဆိုတာအကုန်လုံးကိုကျောင်းကိုသွားဖို့ပြောခဲ့ပါတယ်။ကျောင်းကိုရောက်တဲ့အခါမှာတော့ဆက်တာကိုအိမ်ကြီးချင်းကမင်းမေကိုတွေးပြီးပြီလားလို့မေးပြီးကျောင်းအတွင်းမှာသွားကြည့်ဖို့ပြောပါတယ်။ဆက်တာနဲ့ဆယ်စုကိုလေးကိုအိမ်ကြီးနားချင်းနဲ့ပဲအပ်ခဲ့ပြီးသူ့အမေရှိရာကိုသွားကြည့်ခဲ့ပါတယ်။အဲ့ဒီတော့ဆေးတက်ဖွဲ့ကသူ့အမေရဲ့လက်စွပ်လေးကိုပြပြီးမေးပါတယ်။ဆက်တာလည်းစိတ်ပူသွားပြီးအမေရှိရာကိုသွားရောက်ကြည့်ရှုတဲ့အခါမှာတော့သူ့အမေမှာမီးလောင်တန်ရာတွေကြောင့်အခြေအနေတော်တော်ဆိုးနေခဲ့ပါတယ်ဆက်တာလည်းဒီလိုနဲ့ပြန်လာရင်ဆက်စုကူစီကိုရောက်တော့ဆက်စုကူကအမေနဲ့တွေ့ကျင်တယ်လို့ပြောပါတယ်ဆက်တာကတော့အမေနေမကောင်းလို့ဆေးရုံကိုပို့ထားကြောင်းနေကောင်းရင်တွေ့ရမည်ဖြစ်ကြောင်းပဲလိန်ပြောခဲ့ပါတယ်အဲ့ဒီနောက်သူတို့မောင်နှမနှစ်ယောက်လည်းနေစရာမဲ့ဖြစ်နေတာကြောင့်သူတို့အတော်စီကိုတွားနေခဲ့ကြပါတယ်နောက်တစ်နေ့ကျတော့ဆက်တာလည်းသူ့အမေရှိတဲ့အကြောင်းကိုထွက်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူ့အမေကဆုံးသွားပြီဖြစ်တာကြောင့်သူလည်းအယမ်းစိတ်မကောင်းဖြစ်ပြီးမိတကြိုပေးခဲ့ပါတယ်ဆက်တာသူ့တော်အိမ်ကိုရောက်တော့ညလည်းအမိုးချုံနေပြီဖြစ်ပြီးဆက်စုကူကတော့အမေကိုပဲမေးနေခဲ့ပါတယ်ဆက်တာလည်းဆေးရုံမှာဟုသာထပ်လိန်ပြောခဲ့ပါတယ်သူတို့အတော်ကတော့ဆက်တာကိုတတ်မိသားစုဖြစ်ရတာကောင်းကြောင်ပြောနေခဲ့ပါတယ်ဆက်တာလည်းနောက်နေ့မနေ့ရောက်တော့သူတို့နေအိမ်ရှိရာနေရာကိုသွားပြီးသူကိုယ်တိုင်ကျင်းထဲမှာမြုပ်ထားတဲ့အစားအသောက်တွေနဲ့သူ့အမေရဲ့အမတ်တရအဝတ်လေးတွေကိုယူပြီးသူ့တော်အိမ်ကိုပြန်လာခဲ့ပါတယ်ဆက်စုကူအတွက်လည်းချိုးချင်တကြားလုံးမှုလေးခဲ့ပါတယ်အိမ်ရောက်တော့သူ့တော်ကဆက်တာကိုမင်းမေမရှိတော့ဘူးလားလို့မေးပါတယ်အဲ့ဒီချိန်ဆက်စုကိုလေးကတော့သူ့မှာဝမ်းခွဲဖနှက်အစ်စ်တရံဝယ်ပေးတာကြောင့်ပျော်ရွှင်နေခဲ့ပါတယ်။ဆက်တာကတော့အမေဆုံးသွားတဲ့အကြောင်းကိုသူ့ညီမလေးမသိအောင်ဖုံးကွယ်ထားခဲ့ပါတယ်။အဲ့ဒီနောက်အတော်ကလည်းဆက်တာယူလာတဲ့သူတို့အစားအသောက်တွေကိုယူထားလိုက်ပါတယ်။နောက်တစ်နေ့ရောက်တော့ဆက်တာနဲ့ဆက်စုကိုလေးကပင်လယ်ဘက်ကိုတွားရောက်ဆော့ကစားခဲ့ကြရင်အရင်ကသူ့အမေနဲ့အတူရှိခဲ့တဲ့အမှတ်တရတွေကိုသတိရနေခဲ့ပါတယ်။နောက်ရက်တင်မှာတော့အတော်ဖြစ်သူကတော့ဆက်တာကိုအဖေစီစာပို့ဖို့ပြောပါတယ်ဆက်တာကလည်းပို့ထားတာ10ရက်လောက်ကြာပြီဖြစ်ပြီးစာမပြန်ကြောင်းပြန်ပြောလိုက်ပါတယ်ဆက်စုကိုအိတ်နေတော့ဆက်တာအတော်ကအမေရဲ့အဝတ်လေးတွေကဈေးကောင်းရမှာမလို့ရောင်းဖို့ပြောပါတယ်ရောင်းမှစံကောင်းစားရမှာဖြစ်ကြောင်းပြောတဲ့အခါဆက်တာလည်းသဘောတူခဲ့ပါတယ်အဲ့ချိန်ဆက်စုကိုကအိယာကနေထားလာပြီးသူ့အမေရဲ့အဝတ်လေးတွေကိုမရောင်းဖို့ပြောပါတယ်ဆက်တာကတော့ရောင်းမှရမှာဖြစ်ကြောင်းချော့မော်ပြောဆိုခဲ့ပါတယ်အဲ့တော့အမေဖြစ်သူရဲ့အဝတ်တွေကိုရောင်းလာအတော်ကစံကောင်းတွေကိုယူလာပြီးဒါမင်းတို့ဝေစိုးလို့ဆိုတာပလင်းတစ်လုံးနဲ့ထည့်ပေးပြီးပူတော်ကိုတော့သူယူသွားခဲ့ပါတယ်။နောက်ရက်မှာတော့အတော်ဖြစ်သူကထမင်းလုံးလေးလှုပ်ကြွေးပါတယ်။ဆက်စုကိုကတော့စားကောင်းတာကြောင့်ထပ်ပေးဖို့တောင်းပါတယ်။အဲနောက်ဆက်စုကိုကနေလေစာကိုထမင်းလုံးစားကြင်ကြောင်းပြောတော့ဆက်တာကလည်းလှုပ်စားမယ်လို့ပြောလိုက်ပါတယ်။တော်ဖြစ်သူကတော့အိမ်မှာနေနေတဲ့သူတွေကစံပြုတ်ပဲတောက်တင်ကြောင်းနဲ့ပြင်ထွက်အလုံးလုံးနေသူများကထမင်းလုံးစားရမည်ဖြစ်ကြောင်းပြောပါတယ်။ဆက်တာကိုလည်းအလုံးလုံးရမယ့်အရွယ်ရောက်နေပြီဖြစ်ကြောင်းနဲ့သူများအိမ်မှာအလကားမနေတင်ကြောင်းထပ်ပြောပါတယ်အဲ့ချိန်ဆယ်စုကိုကစံကောင်းတွေကသူ့အမေရဲ့အဝတ်တွေကိုရောင်းပြီးရလာတာဖြစ်ကြောင်းပြောလိုက်တော့အတော်ဖြစ်သူကထမင်းအိုးခွဲချက်စားမယ်လို့ပါပြောခဲ့ပါတယ်ဒီလိုနဲ့မောင်နှမနှစ်ယောက်လည်းလိုအပ်တဲ့အိုးများဟင်းချက်ဆရာများကိုဝယ်ယူပြီးကိုယ်တိုင်အိုးခွဲချက်စားပါတော့တယ်
အတော်ဖြစ်သူကတော့ဥခွဲချက်စားတာကသူတို့ပမာမခန့်လှုပ်ကြောင်းအပြစ်ရှာပြောနေပြန်ပါတယ်နောက်ရက်တွေကြာလာတဲ့ခါမှာတော့လေချောင်းအချက်ပေးတဲ့ထက်ကြားခဲ့ရပါတယ်ဆယ်တာလဲဆဲဆူကိုခေါ်ပြီးလူတူမသွားတဲ့ဘုတ်ကိုချင်းတစ်ခုကိုတွားခဲ့ပါတယ်အဲနောက်ဆဲဆူကိုကအတော်အိမ်မှာမနေချင်ကြောင်းအကူဖြစ်သူကိုပြောပါတယ်အကူဖြစ်သူဆယ်တာကလည်းသူ့တော့ပြောခဲ့တဲ့စကားတွေကိုပြန်စဉ်းစားခဲ့ပါတယ်နောက်တော့အကြံတစ်ခုရသွားခဲ့ပြီးဆဲဆူကိုဘုတ်ကိုချင်းရှိတဲ့နေရာကသူတို့အိမ်ဖြစ်နေကြောင်းဘယ်သူမှလည်းမလာတာကြောင့်အေးဆေးနေလို့ရကြောင်းပြောပါတယ်ဒီလိုနဲ့မောင်နှမနှစ်ယောက်လဲဘုတ်ကိုချင်းရှိရာကိုပြောင်းရွှေ့ဖို့အတွက်လိုအပ်တာတွေကိုပြင်ယူခဲ့ပါတယ်အဲ့ဒီကအတော်ဖြစ်သူကဘယ်သွားကြမလို့လဲလို့မေးရဆဲတာကတေချာမသိသေးဘူးဆိုတာပစ္စည်းတွေကိုလှဲပေါ်တင်ပြီးပြောင်းရွှေ့ခဲ့ပါတယ်ပြီးတော့လှဲကိုလက်သမားထံပြန်အပ်ပြီးထိုးလက်သမားထံမှာအတီးနှံရဲ့ဆက်အနှဲငယ်ကိုရောင်းပေးဖို့ပြောပါတယ်ဒီလိုနဲ့ပဲသူတို့မောင်နှမနှစ်ယောက်ပျော်ရွှင်စွာသူတို့ကိုယ်ပိုင်နေရာလေးဖြစ်တဲ့ဘုတ်ခိုချင်းစီကိုပြန်ခဲ့ကြပါတယ်ညရောက်တော့သူတို့ထမင်းတူစားကြပြီးဆဲတာကဆေးကြောဖို့ရှိတာကြောင့်ဆဲဆူကိုလေးကိုအရင်သွားအိပ်ဖို့ပြောပါတယ်ဆဲဆူကိုလေးကတယောက်တည်းမအိပ်ရတာကြောင့်ဆဲတာကိုလာခေါ်ပါတယ်အဲ့နောက်ဆဲတာကလည်းပိုးဆုံးကျူလေးတွေကိုဖမ်းပြီးသူတို့ချင်အောင်ကိုအလှဆင်ခဲ့ပါတယ်ပြီးတော့သူငယ်ငယ်ကစီးပြအခမ်းအနားအကြောင်းကိုပြန်တွေးမိရင်သူ့ဖေဘာတွေများလုပ်နေမလဲလို့စဉ်းစားနေခဲ့ပါတယ်မနေ့ရောက်တော့ဆဲဆူကိုလေးကပိုးဆုံးကျူတွေတည်သွားပြီဖြစ်တာကြောင့်ရုပ်ဖို့ကျွဲတစ်ခုတူးနေတော့ဆဲတာကဘာလုပ်နေတာလဲလို့မေးတဲ့အခါဆဲဆူကိုလေးကတည်သွားတဲ့ပိုးဆုံးကျူတွေကိုမြုပ်ရင်ဖြစ်ကြောင်းနဲ့အမေကိုလည်းအခုလိုပဲမြုပ်ခဲ့ရတာလားလို့မေးပါတယ်တကယ်တော့ဆဲဆူကိုကအတော်ပြောပြတာကြောင့်အမေဆုံးသွားတာကိုသိနေခဲ့ပါတယ်အဲ့ကဆဲတာလည်းမထိန်နိုင်တော့ပဲမျက်ရည်များကျလာပြီးအမေကိုတစ်ခေါက်တော့တွားတွေးကြမယ်လို့ပြောလိုက်ပါတယ်နောက်ရက်မှာတော့ဆဲတာနဲ့ဆဲဆူကိုတို့အပြင်သွားနေကြတော့တခြားကလေးတွေကငားဖမ်းလာကြရင်းနဲ့ဆဲတာတို့နေတဲ့နေရာလေးကိုတွေ့သွားခဲ့ကြပါတယ်အဲ့ဒီကလေးတွေကသူတို့ထက်ဆိုးတဲ့သူတွေနေထိုင်နေကြောင်းပြောကထွက်သွားကြပါတယ်ဆဲတာတို့ကတော့လယ်သမားစီမှာအစားအသောက်တွေရနိုင်မလားလို့သွားမိကြပါတယ်လယ်သမားကလည်းသူတို့ကိုယ်တိုင်တော့မနှဲစားတောက်နေရတာကြောင့်ဆဲတာတို့ကိုအတော်စီပြန်သွားနေဖို့သာအကြံပေးလိုက်ပါတယ်အဲနောက်အပြန်လမ်းမှာစစ်လျင်တစီကပြစ်ခတ်တာကြောင့်ဆဲဆူကိုလေးကိုတွန်းကဘေးကစိုက်ခင်းနဲ့ဝင်ပုန်းနေခဲ့ရပါတယ်အဲ့ချိန်စိုက်ခင်းထဲမှာခရမ်းကျင်သီးနဲ့အာလူးတွေတွေ့တာကြောင့်ခိုးယူပြီးပြန်ခဲ့ကြပါတယ်လမ်းမှာတော့ဆဲဆူကိုလေးကစော့ရင်အာလူးတွေပြုတ်ကျကုန်တာကြောင့်ဆဲတာကပဲဆဲဆူကိုလေးကိုချီကသူတို့ခိုးယူခဲ့တာလူတိမှာကြောင့်အမြန်ထွက်ပြေးခဲ့ရပါတယ်အဲ့နောက်ညီမလေးဖြစ်သူကသူ့ဝမ်းလျှော့နေကြောင်းအကိုကိုပြောပြပါတယ်တိတ်မကြခင်မှာပဲဆဲဆူကိုလေးကနေမကောင်းစဖြစ်ပါတော့အကိုဖြစ်သူဆက်တာကလည်းသူ့ညီမလေးစားဖို့အတွက်အရင်ရက်ကရောက်ခဲ့တဲ့စိုက်ခင်းကိုပြန်သွားပြီးကြံပင်တွေကိုထပ်သွားခိုးခဲ့ပါတယ်ဒီချိန်မှာတော့ပိုင်ရှင်နဲ့တွေ့ပြီးမိသွားတာကြောင့်ဆယ်တာကသူ့ညီမလေးနေမကောင်းလို့ကျွေးဖို့ပြောကတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ပိုင်ရှင်ကလုံးဝလက်မခံပဲဆယ်တာနေတဲ့ဘိုးခုချင်းရှိရာကိုလိုက်လာပြီးအတင်းနံတွေပါခိုးထားပါလားဆိုကအတင်းရိုက်နှက်ပြီးရဲစခန်းကိုခေါ်သွားခဲ့ပါတယ်ရဲစခန်းရောက်တော့ဆယ်တာကိုရိုက်နှက်ထားတာတော်တော်များတာကြောင့်ကိုထီးလက်ရောက်ကျိုးလွန်မှုဖြစ်တယ်လို့ပိုင်ရှင်ကိုရဲကပြောဆိုလိုက်ကမှပိုင်ရှင်နဲ့ဆယ်တာကိုထားခဲ့ပြီးပြန်သွားလိုက်ပါတယ်ဆယ်တာကိုရဲကပြန်လှုပ်ပေးလိုက်တဲ့အခါနောက်ကနေဘလို့လိုက်လာမှမသိရဲ့ဆယ်စုကိုလေးကိုတွေးလိုက်ရပါတယ်ဆယ်စုကိုလေးကဆယ်တာကိုပြေးဖက်ပြီးနာနီလာစေးကန်းတော့ပြလိုက်ပြီလို့ပြောတဲ့အခါဆယ်တာလည်းဘာမှပြန်မပြောနိုင်တော့ပဲမျက်ရည်တွေကျနေခဲ့ပါတော့တယ်ရက်တွေကြာလာတဲ့အခါဆယ်တာလည်းလင်းရင်ဘုံလာကျဲအချိန်ကိုစောင့်ပြီးရွာထဲကအိမ်တွေကနေအစားအသောက်နဲ့ပစ္စည်းတွေဝင်ခိုးခဲ့ပါတယ်ဒီလိုနဲ့ခိုးလို့ရတဲ့ပစ္စည်းတွေကိုရောင်းမှုသွားခဲ့ပါတယ်ဒါပေမဲ့ပစ္စည်းတွေကတန်ဖိုးမရှိရကြောင်းရောင်းမရခဲ့ပါဘူးဆယ်တာလည်းအိမ်ပြန်လာလိုက်ပြီးအိမ်သားမရောက်ကဆယ်စုကိုရဲ့အယုတ်ကလေးမြေပေါ်ကျနေတာတွေ့လိုက်ရပါတယ်ဆယ်စုကိုကတော့မနီးမွေးနေရလေးမှာလဲကျနေတာတွေ့ပြီးညနာဘွားရင်ကောင်လေးကြောင့်သူ့ညီမလေးအသက်ရှိသေးရဲ့လားလို့တွေးနေတော့ဆယ်စုကိုဆိုပြီးခေါ်လိုက်ကမှမျက်လုံးလေးကိုတာဖွင့်ပြီးရေတောက်ချင်တယ်လို့ပြောပါတယ်အဲ့ကဆယ်တာလည်းဆယ်စုကိုစေးကန်းကိုခေါ်သွားခဲ့ပါတယ်ဆရာဝန်ကတော့အစားတော့ပုံမှန်ကျွေးဖို့နဲ့အာဟာရမပြည့်ဝတာအကြောင်းလို့ပြောပါတယ်ဆယ်တာလည်းအပြန်လမ်းမှာရေခဲခွက်ရမှာကျလာတဲ့ရေခဲမုန်လေးတွေကိုဆယ်စုကိုကျွေးခဲ့ပြီးညီမလေးဘာစားကျင်လဲလို့မေးလိုက်ပါတယ်ဆယ်စုကိုလေးကတော့သူစားကျင်တာတွေကိုပြောပြတာဆယ်တာကဘန်မှာရှိတဲ့သူတို့ပတ်စံကိုအကုန်ထုတ်ပြီးဝယ်ကျွေးမယ်လို့ပြောလိုက်ပါတယ်ဆယ်စုကိုလေးကတော့သူ့အနားမှာနေပေးဖို့သာပြောခဲ့ပါတယ်ဆယ်တာကလည်းခဏသာကြာမယ်ဖြစ်ပြီးဒီတစ်ခါသွားပြီးတာနဲ့အမြဲဆယ်စုကိုလေးအနားမှာပဲနေမှာဖြစ်ကြောင်းပြောခဲ့ပါတယ်အဲနောက်ဆယ်စုကိုလေးကလည်းသဘောတူကဆယ်တာလည်းထွက်သွားခဲ့ပါတယ်ဆယ်တာကဘန်မှာပတ်စံထုတ်ရင်းနဲ့ဂျပန်ရီတက်ကျသွားပြီးဖြစ်တဲ့အကြောင်းကိုသိလိုက်ရပါတယ်သူတို့မှာအမေဆုံးသွားတဲ့အပြင်အဖေပါမရှိတော့ကြောင်းသိလိုက်ရပြီးဝမ်းနည်းစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကိုရောက်တဲ့အခါဆယ်စုကိုလေးကတော်တော်နေမကောင်းဖြစ်နေပြီးပါဇက်ထဲမှာတခုငုံထားတာကိုတွေ့ခဲ့ရပါတယ်အဲ့ဒါကတော့ကုံသွားပြီဖြစ်တဲ့သူ့ရဲ့ချိုချင်းကြားလုံးလေးတွေအစားဂေါ်လီလုံးတွေကိုချိုချင်းဦးထင်ပြီးငုံထားတာပဲဖြစ်ပါတယ်အဲ့နောက်ဆယ်တာကအဲ့လိုမလုပ်ရကြောင်းပြောတာခဏဆောင်ပေးဖို့ပြောပါတယ်ဆယ်စုကိုလေးကတော့ကြောက်တုံးလေးတွေကိုထမင်းလုံးနဲ့ပဲလုံးတွေကိုဆိုကအကိုကြီးကိုစားဖို့ပြောပါတယ်ဆယ်တာကလည်းသူဝယ်လာတဲ့ဖျဲသီးကိုဆယ်စုကိုလေးကိုကျွေးပြီးကြက်ဥနဲ့ဟင်းချက်ပေးမှမလို့ခဏဆောင်ဖို့ပြောပါတယ်ဆယ်စုကိုလေးကတော့အကိုကြီးကိုကျေးဇူးတင်ပါတယ်လို့သာပြောခဲ့ပါတယ်ဆယ်တာမသိခဲ့ရတာဆယ်စုကိုလေးပြောခဲ့တာသူ့ရဲ့နောက်ဆုံးစကားလေးဖြစ်နေခဲ့တယ်ဆိုတာပါပဲ
အဲ့တော့ဆယ်ဆူကိုလေးကလုံးဝပြန်မနိုးလာတော့ပဲဆက်တာကလည်းဆယ်ဆူကိုလေးကိုဖတ်ကတညာလုံးဝမ်းနေနေခဲ့ပါတယ်နောက်တနေ့မနေ့ရောက်တော့ဆယ်ဆူကိုလေးရဲ့အလောင်းကိုမီးတကြိုဖို့အတွက်စီစဉ်ခဲ့ပါတယ်ဆယ်ဆူကိုလေးနဲ့ဘုံခိုချင်းမှာအတူနေခဲ့စဉ်တုန်းကပုံရိပ်ရောင်လေးတွေလည်းမတိမတာပျောက်ကွယ်လာခဲ့ပါပြီဆက်တာကတော့ဆယ်ဆူကိုလေးအရန်ကြိုက်တဲ့ချိုးချင်ဘူးလေးကိုယူကမီးတကြိုပြီးရလာတဲ့အယိုးပြလေးတွေကိုအဲ့ဒီဘူးလေးတွေကိုထည့်ပြီးဘုံခိုချင်းကနေဝေးရကိုထွက်သွားခဲ့ပါတယ်အဲ့ဒီဘုံခိုချင်းရှိတဲ့နေရာကိုတော့ဘရောမှပြင်မလာဖြစ်တော့ပါဘူးနောက်ဆုံးမှာတော့ဆက်တာကိုယ်တိုင်လည်းအစာမစားရတာကြာပြီဖြစ်တာကြောင့်ဘူရာယုံလေးအတွင်းမှာပဲသူ့ညီမလေးဆယ်ဆူကိုရဲ့ချိုးချင်ဘူးလေးကိုကင်ပြီးတေဆုံးသွားခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့ဝိညာဉ်ကတော့အမြဲအတူရှိနေခဲ့ပြီးတိုးတက်လာပြီဖြစ်တဲ့ဂျပန်နိုင်ငံကြီးကိုပိုးဆုံးကျူးလေးများနဲ့အတူတောင်ကုန်းလေးပေါ်ကနေပဲကြည်နေခဲ့ပြီးဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်